ဒီနေ့ကတော့ဆိုင်မှာအလုပ်အတွက်ဝန်ထမ်းအင်တာဗျူးလေးရှိရောအင်တာဗျူးလေးတစ်ချက်လုပ်ပြီးရောနေ့လည်စာနဲ့မနက်စာပေါင်းစားရပါတယ်အဲ့ဒါနဲ့ထုံးစံတိုင်းပဲနီးနနာက Lucky 7ကိုပဲရောက်ခဲ့ပါတယ်တနေ့လေးဘာစားလို့စားရမှန်းမသိတဲ့အပြင်ကမနက်စာလည်းမစားရသေးဘူးနေ့လည်စာစားချိန်ကလည်းရောက်နေပြီဆိုတော့ဘာစားလို့စားရမှန်းမသိတော့လေစဉ်းစားရင်နဲ့ပဲစားလိစားထားမရှိရဲ့ထမင်းတုပ်ကလေးကိုစမ်းမှစားကြည့်လိုက်တာပေါ့နော်အစတော့အဲ့လောက်တော့မျောလင့်မထားဘူးပေါ့နော်ထမင်းတုပ်ကိုလေအရန်ရောလဲတမမာပဲလို့ထင်ထားတာစားကြည့်လိုက်တော့လဲပဲမုံစီထွေးလေးနဲ့အရသာလေးကတစ်ဆန်လေးခံစားရတယ်မဆိုးပြီးတော့ထမင်းတုပ်နဲ့အတူတူတွဲစားဖို့ဝတ်သားကြော်လေးမှားလိုက်တာလေးကတော်တော်လေးလိုက်ဖက်သွားတယ်ပေါ့နော်ထုံးစံတိုင်းပဲနှစ်ယောက်ကိုမတူတာလေးမှာကြည့်မယ်ဆိုပြီးတော့ကိုကလက်ဖက်ထမင်းမှားတယ်ကိုကအဲ့လိုလက်ဖက်ထမင်းမှားတယ်ညီမကတော့ထုံးစံတိုင်းပဲမြေပဲဆန်တွေကိုသူ့ထဲကိုပြီးရင်ကိုကတော့မနက်ကိုအဲ့လိုလက်ဖက်ရည်ဆိုင်ရောက်တယ်ဆိုလို့ရှိရင်ဘယ်တော့မှဆိုစမူစာကတော့မပါမှာဖြစ်ပေါ့နော်စမူစာလေးလဲမှားတယ်စားလိစားတာမရှိရထမင်းတုပ်ကလေးဆိုတော့စားရတာလည်းတော်တော်အဆင်ပြေပေါ့နော်ပြီးရင်ထုံးစံအတိုင်းပဲတောက်နေကြဒီကကော်ဖီခါစိမ့်ပြင်းလေးကိုပေါ့နော်တောက်နေကြအတိုင်းမောင်လေးကြီးကလာချပေးတယ်ကော်ဖီလေးတောက်ပြီးတော့အစာပိတ်ပြီးတော့ဆိုင်ကိုပြန်သွားပါတော့မယ်ရှင်စားလို့လည်းအဆင်ပြေပါတယ်အားလုံးလည်းပြောင်းသွားပါပြီစားလို့ကောင်းပါရဲ့ရှင်ဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်